สวัสดีค่ะและไทยไม่มีป่ะဒီคลิปထဲကဝါဟာရအလုံး60ရတယ်ဆိုရင်ထိုင်းစကားကမခက်တော့ပါဘူးเนาะပြီးတော့ဒီအလုံး60ထဲမှာဘယ်နှလုံးမှန်တယ်ဆိုတာကိုလည်း comment ပေးခဲ့ပါလက်ခံတီးဆိုရင်ထိုင်းလိုဘယ်လိုပြောမှာလဲလက်ခံတယ်ဆိုတဲ့နေရာမှာဥပမာတယောက်ယောက်ရဲ့ဖြစ်ပျက်ခြင်းကိုကိုကလက်ခံတယ်အဲ့ဒီတယောက်ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုကလက်ခံတယ်အဲ့လိုမျိုးပုံစံပေါ့เนาะလက်ခံတယ်ဆိုရင်ထိုင်းလိုยอมรับยอมรับยอมรับဥပမာဇလန်းနေထဲမှာတွေ့ဘူးမှာပေါ့နော်တကယ်လို့အဲ့ဒီရောက်ခမကသူ့ချွေးမကိုလက်မခံဘူးဆိုရင်ไม่ยอมรับအဲ့လိုမျိုးပုံစံပေါ့နော်အဲ့ဒီရဲ့ยอมรับလို့ပြောတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတယောက်ယောက်ကလောက်မမီလို့ तू ကအဲ့ဒီအမကိုပြန်ပြီးဝန်ခံတယ်ဆိုရင်လည်းဒီยอมรับကိုပဲသုံးတာနော်ยอมรับยอมรับစိတ်ဝင်စားစရာကောင်းတယ်น่าสนใจน่าဆိုတာဆရာကောင်းဒီတင့်ဒီပေါ့နော်สนใจဆိုတာကစိတ်ဝင်စားတယ်နော်စိတ်ဝင်စားစရာကောင်းတယ်ဆိုရင်น่าสนใจน่าสนใจน่าสนใจဈေးနှုန်းအရန်ပေါ်တယ်ဈေးနှုန်းချိုတယ်ပေါ့နော်ဈေးနှုန်းချိုတာဒီราคาถูกมากเนาะราคาဈေးနှုန်းถูกဆိုတာကဈေးပေါ်တာဈေးချိုတာมากဆိုတာအလွန်ပေါ့နော်ราคาถูกมากราคาถูกมากราคาถูกมากဒီနေရာကဘယ်နေရာလဲဆိုလို့ချင်တာကဒီဟာကဘယ်မှာလဲအဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့ဒါဆိုရင်ที่นี่ที่ไหนที่นี่ဒီမှာที่ไหนဘယ်မှာလဲဒီမှာကဘယ်မှာလဲဒီမှာကဘယ်နေရာလဲအဲ့လိုပုံစံပေါ့နော်ที่นี่ที่ไหนที่นี่ที่ไหนที่นี่ที่ไหนခြေထောက်ညောင်းတယ်เมื่อยขาเมื่อยဆိုတာကညောင်းညာတီခါဆိုတာခြေထောက်เมื่อยขาเมื่อยขาเมื่อยขาအရန်နဲ့ညောင်းညာတယ်เมื่อยมากเมื่อยဆိုတာညောင်းညာတီมากဆိုတာအလွန်အရန်ကိုညောင်းညာတာပေါ့နော်เมื่อยมากเมื่อยมากเมื่อยมากအစွမ်းအစအည်အတွေ့အစွမ်းအစအဲ့လိုပေါ့နော်ความสามารถความဆိုတာကမှုสามารถဆိုတာကစွမ်းရည်အစွမ်းအစရှိမှုအဲ့ဒါတွေပေါ့နော်ความสามารถความမှာပါဇက်ပြရမယ်ความสามารถความสามารถအသိပညာရှိသည်มีความรู้ဒီနေရာမှာความรู้ဆိုတာကအသိတခုခုအဲ့လိုဘဟုတုတရှိတာအဲ့လိုမျိုးပြောချင်တာပေါ့နော်တကယ်လို့ဉာဏ်ပညာရှိတယ်ဆိုရင်มีปัญญาအဲ့လိုမျိုးတွေလည်းသုံးလို့ရတယ်ဒီနေရာမှာมีความรู้ဆိုတာအသိဉာဏ်ရှိတယ်ဒါမှမဟုတ်ရင်ဘဟုတုတရှိတယ်အဲ့လိုမျိုးပြောတာနော်มีความรู้มีความรู้มีความรู้စမ်းကြည့်စမ်းကြည့်စားကြည့်အဲ့လိုမျိုးပုံစံเนาะစမ်းကြည့်ลองดูลองဆိုတာကစမ်းတယ်ดูဆိုတာကြည့်ရယ်စမ်းကြည့်ဓာတ်ရိုက်ပဲပေါ့နော်ลองดูลองดูลองดูနေရာတည်ရှိမှုเนาะရှိတဲ့နေရာအဲ့ဒါကိုပြောတယ်နေရာဆိုရင်สถานที่นะคะสถานဆိုတာကสถานที่ဆိုတာနေရာပေါ့နော်သူကတော့ခွဲပြီးပြောလို့မရအောင်สถานที่สถานที่สถานที่အဲ့ဒါနဲ့အတန်နည်းနည်းဆင်တဲ့ဥစ္စာကြတော့တန်ယုံကိုဘယ်လိုပြောမလဲสถานทูตဟုတ်လားสถานทูตဆိုတာတန်ယုံကိုပြောတာပါสถานทูตสถานทูตสถานทูตခยี้သွားတယ်เดินทางเดินဆိုတာကလမ်းလျှောက်တယ်ทางဆိုတာကလမ်းကိုလမ်းလျှောက်တာလို့အဓိပ္ပာယ်ပြန်လို့မရဘူးပေါ့နော်เดินทางအဲ့ဒီနှစ်ခုပေါင်းလို့ရှိရင်ခยี้ထွက်သည်ခยี้သွားသည်လို့အဓိပ္ပာယ်ကောက်အောင်မှာဖြစ်ပါတယ်ခยี้သွားတယ်ဆိုရင်เดินทางเดินทางเดินทางဆက်ပြီးတော့မှရှောက်ဆက်သွားဆက်ရှောက်အဲ့လိုမျိုးပုံစံပြောမယ်ဆိုရင်ကြတော့သူနဲ့အခုန
เดินทางနဲ့နည်းနည်းစစ်နေဆိုဘယ်လိုပြောမလဲเดินต่อไปဟုတ်လားเดินလျှောက်တီးต่อไปဆက်ပြီးသွားတယ်ဆက်ပြီးလျှောက်တယ်เนาะအဲ့ဒါဆိုရင်ဓာတ်ရိုက်ပဲပေါ့เนาะเดินต่อไปเดินต่อไปเดินต่อไปဆက်ပြီးတော့မှရှောက်လန်းနဲ့ဒါမှမဟုတ်ဗမာလို့ဆို fighting လို့ပြောတာပေါ့နော်ဆက်သွားဆက်လို့အာမလျှော့နဲ့အာသင်ထားအဲ့လိုမျိုးပုံစံအဲ့ဒါဆိုရင်ထိုင်းလို့ဘယ်လိုပြောမလဲสู้ต่อไปဟုတ်လားสู้ဆိုတဲ့စကားလုံးကကြားဖူးမှာပါสู้တိုင်းဆိုတာလေအဲ့ဒါဆိုရင်fighting လို့ပြောတာပေါ့နော်ဒီကနေရှေ့ဆက်အာမလျှော့နဲ့ဆက်သွားဆက်ပြီးတော့မှတိုက်ခိုက်ဆက်ပြီးတော့မှဆက်လုပ်အဲ့လိုပုံစံအဲ့ဒါဆိုရင်สู้ต่อไปนี่แหละซาอาหารเที่ยงဟုတ်လားอาหารဆိုတာကအစားเที่ยงဆိုတာကนี่แหละစားတဲ့အစားဆိုတော့อาหารเที่ยงဆိုလို့ရှိရင်မနက်စာဆိုရင်ဘယ်လိုပြောမလဲอาหารเช้าอาหารဆိုအစားเช้าဆိုတာကမနက်စာကိုပြောတာပါอาหารเช้าအဲ့ဒါဆိုရင်မနက်စာနေ့လယ်စာသိပြီးပြီဆိုရင်ညနေစာလည်းလွယ်သွားပါပြီညနေစာကိုဘယ်လိုပြောမှာလဲอาหารเย็นอาหารဆိုတာကအစားเย็นဆိုတာကညနေစားတဲ့အစားဆိုတော့ညနေစာကိုပြောတာပေါ့နော်อาหารเย็นရာသီဥတုပူပြင်းတယ်อากาศร้อนอากาศဆိုတာကရာသီဥတုကိုပြောတယ်ร้อนဆိုတာပူတာပေါ့နော်อากาศร้อนအဲ့ဒါဆိုရင်ရာသီဥတုအေးတယ်อากาศเย็นဟုတ်လားอากาศဆိုတာကရာသီဥတုเย็นဆိုတာကအေးတယ်ခုနอาหารเย็นဆိုတာကြတော့ညနေစာเนาะညနေလဲเย็นလို့ပြောတယ်အေးတာလဲเย็นလို့ပြောတယ်เนาะအဲ့ဒီနှစ်ခုတော့တွဲသုံးတဲ့ပုံမှာမူတည်ပြီးတော့မှအတိတ်ပဲကွာသွားပါပေါ့เนาะတကယ်လို့ရာသီဥတုအေးတယ်ဆိုရင်တော့อากาศเย็นလို့ပြောရပါမယ်อากาศเย็นရာသီဥတုကောင်းတယ်ဆိုရင်ကြတော့อากาศดีဟုတ်လားดีဆိုတဲ့စကားလုံးကိုပြောင်းပြောလိုက်ရုံပါပဲเนาะดีဆိုတာကောင်းသည်อากาศดีဆိုတော့ရာသီဥတုကောင်းတယ်ဟုတ်ပြီလားอากาศดีဒီနေရာလှတယ်ဆိုရင်ဘယ်လိုပြောမှလဲที่นี่สวยဟုတ်လားที่นี่ဆိုတာကဒီနေရာမှာสวยဆိုတာကလှတယ်ที่นี่สวยဝင်ပေါက်ทางเข้าทางဆိုတာကလမ်းเข้าဆိုတာဝင်တယ်ဝင်တဲ့လမ်းဆိုတော့ဗမာလိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ဝင်ပေါက်လို့ပြောတာပေါ့နော်ทางเข้าထွက်လမ်းဆိုရင်ကြတော့ทางออกဟုတ်လားทางဆိုတာလမ်းออกဆိုတာထွက်တယ်ทางออกဆိုတော့ထွက်လမ်းကိုပြောတာပါทางออกတူနဲ့နည်းနည်းတူတဲ့စကားလုံးကြတော့လမ်းအပိတ်ဘာမှလို့အဲ့လိုပြောလာမသိဘူးလမ်းအပိတ်ပေါ့ဆိုလိုချင်တာကအဲ့ဒီရဲ့လမ်းကြားရှိတယ်ဒါပေမဲ့ तू ကအပိတ်ကြီးဖြစ်နေတာပေါ့နော်တခြားနေရာဆက်သွားလို့မရတဲ့လမ်းအပိတ်ကိုပြောတာပေါ့နော်အဲ့ဒါဆိုရင်ทางตันဟုတ်လားทางဆိုတာကလမ်းตันဆိုတာကပိတ်တယ်တစ်တယ်အဲ့လိုမျိုးပေါ့နော်ထပ်ပြီးသွားလို့မရတဲ့အရာဆိုရင်ทางตันလို့ခေါ်ပါတယ်ทางตันနှုတ်ဆက်တယ်ทักทายทักဆိုတဲ့တလုံးထဲလဲပြောလို့ရတယ်ဥပမာကိုက message ထဲမှာတယောက်နဲ့နှုတ်ဆက်တဲ့စကားပြောတယ် hi ဘာညတော့ပြီးနှုတ်ဆက်မယ်ဆိုရင် ทักလို့ပြောလို့ရတာပေါ့နော်ทักทายဆိုတာနှုတ်ဆက်တာပါทักทาย
အသက်ရှူတယ်หายใจဟုတ်လားหายဆိုတာပျောက်တယ်ใจဆိုတာကစိတ်ပျောက်သွားတာမဟုတ်เนาะသူကအသက်ရှူတယ်လို့ဘာလာပြန်မယ်အဲ့ဒီနှလုံးကหายใจဆိုတာအသက်ရှူတာပါหายใจหายใจหายใจခွဲပြီးတော့မှဘာလာပြန်လို့မရဘူးပေါ့เนาะခွဲပြီးဘာလာပြန်လို့ရှိရင်အတိတ်ပဲပြောင်းတော့မှာဖြစ်ပါတယ်အသက်ရှူမရဘူးအသက်ရှူလို့မကောင်းဘူးหายใจไม่ออกหายใจဆိုအသက်ရှူတယ်ไม่ออกဆိုတာကမထွက်ဘူးအသက်ရှူရမထွက်ဘူးဆိုတော့အသက်ရှူရကြက်တယ်လို့အဲ့လိုပြောတာပေါ့အသက်ရှူရတာမရဘူးအသက်ရှူရကြက်တယ်หายใจไม่ออกหายใจไม่ออกหายใจไม่ออกလူကြက်တယ်လူတအားများတော့လူကြက်တယ်คนแน่นคนဆိုတာကလူแน่นဆိုတာကြက်တယ်ပြည့်ကြက်တယ်ပြည့်တိတ်တယ်လူများတယ်ဟုတ်ပြီလားคนแน่นคนแน่นคนแน่นဥပမာပွဲကိုသွားတယ်ပွဲသွားတော့คนแน่นมากเลยလူတအားများတယ်จิกๆတိုးအဲ့လိုပုံစံပေါ့နော်คนแน่นမလုံလောက်ဘူးไม่พอไม่ဆိုတာကညင်ပက်တဲ့စကားพอဆိုတာလုံလောက်တယ်ไม่พอဆိုတော့မလုံလောက်ဘူးပေါ့နော်ไม่พอไม่พอไม่พอဒီလောက်ပဲแค่นี้แค่นี้ဆိုတော့ဒီလောက်ပဲပေါ့နော်แค่นี้แค่นี้แค่นี้ညီမျှတယ်ညီမျှတယ်ဒါမှမဟုတ်ရင်ညီမျှချင်းလို့မျိုးเนาะအဲ့ဒါဆိုရင်ဘယ်လိုပြောမလဲเทียบเท่าဟုတ်လားเทียบเท่าဆိုတာညီမျှတယ်ဥပမာဒီအလေးချိန်နဲ့ဒီအလေးချိန်ကညီမျှတယ်အဲ့လိုပုံစံပေါ့နော်သူ့ရဲ့ရာထူးနဲ့သူ့ရာထူးကလည်းညီမျှတယ်အဲ့လိုပုံစံအဲ့ဒါဆိုရင်เทียบเท่าလို့ပြောလို့ရတယ်နော်เทียบဆိုတာကနိုင်ရှင်တီเท่าဆိုတာကလောက်လောက်ဒီလောက်ဟိုလောက်အဲ့လိုမျိုးပုံစံပေါ့နော်အဲ့ဒါအဲ့နှစ်ခုเทียบเท่าဆိုတော့ညီမျှတယ်လို့အဓိပ္ပာယ်ကောက်ယူရမှာပါเทียบเท่าเทียบเท่าเทียบเท่าကောင်းတဲ့ပစ္စည်းของดีของဆိုတာပစ္စည်းดีဆိုတာကောင်းတယ်ของดีของดีของดีနောက်ထပ်အဲ့ဒီပစ္စည်းကိုနောက်တစ်မျိုးပြောသေးတယ်သူကကြတော့ဟိုအဆွေရစကားလုံးတွေမှာသုံးတယ်ပြီးတော့ဗာလဲအရေးကြီးတဲ့စကားလုံးတွေမှာသုံးတယ်ပေါ့နော်ပစ္စည်းကိုပဲနောက်တစ်မျိုးကဘယ်လိုခေါ်လဲအဲ့ဒါဆိုရင်ပစ္စည်းကောင်းတယ်ပေါ့နော်နောက်တစ်မျိုးဘယ်လိုပြောမလဲสินค้าดีဟုတ်လားสินค้าဆိုတာနဲ့ของဆိုတာအတူတူပဲเนาะဒါပေမဲ့ဥပမာအစိုးရစလုံးတွေထဲမှာဆိုရင်ของดีလို့သူတို့မပြောဘူးပေါ့สินค้าดีလို့ပဲပြောမှာပေါ့เนาะပစ္စည်းကောင်းတယ်လို့ပြောမှာပေါ့เนาะสินค้าดีสินค้าดีสินค้าดีဈေးနှုန်းချိုသားတယ်ราคาถูกဟုတ်လားราคาဈေးနှုန်းถูกဆိုတာကဈေးသက်သာတယ်မှန်ကန်တယ်တစ်လုံးထဲဆိုရင်เนาะမှန်ကန်တယ်ဆိုလဲအဲ့ဒီถูกပဲဈေးသက်သာတယ်ဆိုရင်လည်းဒီถูกပဲသုံးတယ်เนาะဈေးသက်သာတယ်ဆိုရင်တော့ราคาถูกราคาถูกราคาถูกအေးအေးဆေးဆေးสบายဟုတ်လားကြားဖို့မှာပါတချင်းစပိုင်းစပိုင်းဆိုတာလေအဲ့ဒါအေးအေးဆေးဆေးပဲပေါ့เนาะဘာမှမရှုပ်ရှက်ဘူးဘာမှလည်းဘာလဲခက်ခဲမရှိဘူးအေးအေးဆေးဆေးပေါ့เนาะအဲ့ဒါဆိုရင်สบายสบายสบายလွယ်တယ်ง่ายဟုတ်ပြီလားလွယ်တယ်ဆိုရင်ง่ายเนาะလွယ်လေးง่ายง่ายง่ายငါ့ကိုကူညီပါအောင်ငါ့ကိုကူညီပါช่วยฉันหน่อยဟုတ်လားช่วยဆိုတာကူညီတယ်ฉันဆိုတာကကျွန်တော်ကျမหน่อยဆိုနည်းနည်းလေးကျမကိုနည်းနည်းလေးကူညီပါအောင်ကျွန်တော်နည်းနည်းလေးကူညီပါအောင်ช่วยฉันหน่อยค่ะช่วยฉันหน่อยครับဟုတ်ပြီလားယောက်ျားလေးဆိုရင်ครับလို့ပြောမှာပေါ့ช่วยฉันหน่อยค่ะช่วยฉันหน่อยครับဖတ်ပေးပါဆိုလိုချင်တာကကိုကအဲ့ဒီထိုင်းစာမှာဖတ်တတ်လို့ဖတ်ပေးပါကျွန်တော်ဖတ်ပေးပါအဲ့လိုပုံစံပေါ့နော်ဖတ်ပေးပါဘာအောင်အဲ့လိုမျိုးပြောမယ်ဆိုရင်อ่านให้หน่อยครับဟ
ဟုတ်ပြီလားอ่านဆိုတာဖတ်တယ်ให้ဆိုတာပေးတယ် noise ဆိုတာနည်းနည်းလေးครับဆိုတာကခမခဆိုတာကရှင်းပေါ့နော်ကိုကရင်ရင်ကြည်ကြည်နဲ့ကျွန်တော်ကိုဖတ်ပေးပါအောင်ရှင့်ကျမကိုဖတ်ပေးပါအောင်ရှင့်အဲ့လိုမျိုးပုံစံပြောတာပေါ့နော်อ่านให้หน่อยค่ะอ่านให้หน่อยครับอ่านให้หน่อยค่ะอ่านให้หน่อยครับအဲ့ဒါဆိုရင်ဖတ်ပေးပါဆိုပြီးသွားလို့ရှိရင်ရေးပေးပါဆိုရင်ဘယ်လိုပြောမလဲလိပ်စာရေးပေးတာတို့ဖုန်းနံပါတ်ရေးပေးတာတို့အဲ့လိုမျိုးကိုကသူတို့ရေးခိုင်းဖို့အကူအညီတောင်းမယ်ဆိုရင်ဘယ်လိုပြောမလဲเขียนให้หน่อยค่ะလို့ပြောမှာပေါ့အခုနဖတ်တယ်ဆိုရင်อ่านဟုတ်လားอ่านให้หน่อยค่ะရေးတယ်ဆိုရင်ကြတော့အဲ့ဒီอ่านနေရာမှာเขียนဆိုတာပြောင်းလိုက်ရုံပဲပေါ့နော်เขียนให้หน่อยค่ะเขียนဆိုတာရေးတယ်ให้ပေးတယ်หน่อยနည်းနည်းလေးค่ะရှင့်ครับคำเขียนให้หน่อยค่ะเขียนให้หน่อยครับเขียนให้หน่อยค่ะเขียนให้หน่อยครับဘယ်မှာလဲဥပမာတယောက်ယောက်ကဘယ်ကိုရောက်နေလဲအဲ့လိုမျိုးမေးချင်လဲရတယ်ဒါမှမဟုတ်ရင်ဒီကဘယ်မှာလဲအဲ့လိုမျိုးပြောချင်လဲရတယ်ပစ္စည်းဘယ်မှာလဲအဲ့လိုပြောချင်လဲရတယ်เนาะဘယ်မှာလဲဆိုရင်ဘယ်လိုပြောမလဲที่ไหนဟုတ်လားที่ไหนဆိုတာဘယ်မှာလဲที่ไหนที่ไหนที่ไหนအခုနအရှင်းမှာလဲပြောပြီးပြီဒီဟာဒီနေရာဘယ်နေရာလဲအဲ့ဒါပြောရလေที่นี่ที่ไหนလို့ပြောတယ်မလားအဲ့ဒီတော့ဘယ်မှာလဲဆိုရင်ที่ไหนလို့ပြောတာပေါ့နော်လွယ်လွယ်လေးပါမတွေ့တာကြာပြီဆိုရင်ရောဒါနည်းနည်းလေးရှည်မှာပေါ့နော်စဉ်းစားကြည့်ပါไม่เจอนานแล้วဟုတ်ပြီလားไม่เจอဆိုတာကမတွေ့ဘူးเจอဆိုတာတွေ့တယ်ไม่เจอဆိုတော့မတွေ့ဘူးนานဆိုတာကြာတယ်แล้วဆိုတာပြီးပြီဆိုတော့မတွေ့ရတာကြာပြီဆိုတော့ไม่เจอนานแล้วไม่เจอนานแล้วไม่เจอนานแล้วလွယ်ๆလေးပဲเนาะရေစာတီหิวน้ำဟုတ်ပြီလားหิวဆိုတာကစားလောင်တီน้ำဆိုတာရေหิวน้ำหิวน้ำหิวน้ำအဲ့ဒါဆိုရင်ဒီหิวน้ำသိပြီဆိုရင်ထမင်းစားတယ်ဆိုရင်ရောဘယ်လိုပြောမလဲရေစားတယ်လို့သိပြီဆိုရင်ထမင်းစားတာလည်းမခက်တော့ဘူးเนาะစဉ်းစားကြည့်ပါหิวข้าวဟုတ်လားหิวဆိုတာစားလောင်တီข้าวဆိုတာကထမင်းစားတီหิวข้าวหิวข้าวหิวข้าวဒီနေရာကိုမသိဘူးအဲ့ဒါကိုဘယ်လိုပြောမှလဲဒီနေရာဆိုတာကိုထိုင်းလို့စဉ်းစားကြည့်မယ်ပြီးတော့မသိဘူးအဲ့ဒါကိုစဉ်းစားပြီးတော့မှဆက်ကြည့်မယ်เนาะဒါပေမဲ့ထိုင်းနဲ့မြန်မာကတော့ပြောင်းပြန်နေရာထားမှာဖြစ်ပါတယ်စဉ်းစားကြည့်ပါไม่รู้จักที่นี่เนาะไม่รู้จักဆိုတာကမသိဘူးที่นี่ဆိုတာဒီနေရာခုနပြောတဲ့အတိုင်းပြောင်းပြန်ပေါ့နော်ဒီနေရာကိုမသိဘူးဆိုရင်ไม่รู้จักที่นี่ไม่รู้จักที่นี่ไม่รู้จักที่นี่ဥပမာတနေရာကိုသွားလိုက်တယ်ဒါပေမဲ့ဒီနေရာဘယ်နေရာလဲဆိုတော့ငါမသိဘူးအဲ့လိုပြောချင်တာပေါ့နော်ไม่รู้จักที่นี่ခဏစောင့်ပါรอสักครู่รอဆိုတာစောင့်နေสักครู่ဆိုတာခဏလေးဒီรอสักครู่ကျတော့ TV တွေမှာပြောတယ်ပြီးတော့တခုခုဗာလဲအစိုးရစကားလုံးတွေထဲမှာဆိုရင်ပြောတယ်รอสักครู่လို့ပြောတာပေါ့နော်တကယ်လို့ကိုအချင်းချင်းပြောမယ်ဆိုရင်รอแป๊บรอเดี๋ยวรอก่อนဘယ်လိုပြောရတယ်နော်တကယ်လို့အစိုးရစကားလုံးတွေဆိုရင်တော့รอสักครู่လို့ပြောပါမယ်รอสักครู่ငါဟာဟုတ်လားဆိုလို့ချင်တာကဒီပစ္စည်းကငါဟာဟုတ်လားဒီတခုခုငါဟာဆိုတာကပစ္စည်းလည်းဖြစ်မယ်တခုခုပေါ့နော်အဲ့လိုမျိုးငါဟာဟုတ်လားလို့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲของฉันใช่ไหมဟုတ်လားของฉันဆိုတာကငါဟာပေါ့ใช่ไหมဟုတ်လားငါဟာဟုတ်လားของฉันใช่ไหมของฉันใช่ไหมတကယ်လို့ရင်ကြည်နဲ့ပြောမယ်ဆိုရင်ฉันနေရာမှာหนูတမီအဲ့လိုအစားထိုးလို့ရတယ်ผมကျွန်တော်အဲ့လိုအစားထိုးလို့ရเนาะของผมใช่ไหมကျွန်တော်ဟာဟုတ်လားของหนูใช่ไหมတမီရဲ့ဟာဟုတ်လားအဲ့လိုမျိုးပေါ့เนาะအဲ့ဒါပြောလို့ရပါတယ်သူ့ကိုမသိစေနဲ့ဥပမာတစ်ခုခုအကြောင်းအရာရှိတယ်ကိစ္စရှိတယ်ပြဿနာရှိတယ်သူ့ကိုမသိစေနဲ့เนาะအဲ့လိုပြောချင်တယ်ပေါ့เนาะသူ့ကိုမသိစေနဲ့ဆိုရင်ဘယ်လိုပြောမလဲ
อย่าให้เขารู้อย่าဆိုတာနဲ့ให้เขาตู้โกรู้ဆိုတာသိတယ်ตู้โกမသိစေနဲ့อย่าให้เขารู้อย่าให้เขารู้อย่าให้เขารู้ตู้โกသိလားเนาะသူ့ကိုသိလားသူနဲ့သိလားအဲ့လိုမျိုးပြောမယ်ဆိုရင်รู้จักเขาไหมรู้จักဆိုတာတီเขาဆိုတာကသူပေါ့နော်ไหมဆိုတာလားသူ့ကိုသိလားသူနဲ့သိလားသူနဲ့ခင်လားအတိတ်ပဲပြောလို့ရတယ်รู้จักเขาไหมรู้จักเขาไหมรู้จักเขาไหมကောင်းကောင်းသိတယ်ဆိုလိုတာကသူ့ရဲ့အကြောင်းကိုကောင်းကောင်းသိတယ်သူ့ကိုကောင်းကောင်းလေးခင်တယ်သူ့ကိုကောင်းကောင်းသူ့ရဲ့အကျင့်အစရိုက်အကုန်လုံးသိတယ်အဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုပြောမလဲรู้จักดีဟုတ်လားကောင်းတယ်ဆိုတဲ့စကားလုံးကိုအနောက်မှာထည့်လိုက်ရုံပါပဲเนาะรู้จักดีรู้จักดีรู้จักดีအထဲကိုဝင်ပါเข้าข้างในเข้าဝင်တယ်ข้างในအထဲကိုဝင်တယ်ဆိုတော့เข้าข้างในတက်ပြောလို့ရှိရင်တော့ဝင်ပါအထဲအဲ့လိုမျိုးပေါ့เนาะဗမာနဲ့ထိုင်းနဲ့ပြောမြန်ဖြစ်တယ်ဆိုတော့เข้าข้างในเข้าข้างในเข้าข้างในအထဲကိုဝင်ပါဖြည်းဖြည်းပြောतू ကစကားပြောတာအရင်မြန်လို့ကိုကနားမလည်ဘူးဖြည်းဖြည်းပြောပေးပါနည်းနည်းလေးပြောပေးပါအဲ့လိုမျိုးပြောမယ်ဆိုရင်ပေါ့เนาะพูดช้าๆพูดဆိုတာပြောတယ်ช้าๆဆိုတာနည်းနည်းလေးဖြည်းဖြည်းလေးဖြည်းဖြည်းတော့မဟုတ်နည်းနည်းပေါ့เนาะပြောပေးပါအဲ့လိုပေါ့เนาะพูดช้าๆพูดช้าๆพูดช้าๆအဲ့ဒါဆိုရင်ဖြည်းဖြည်းစားဆိုရင်ဘယ်လိုပြောမလဲกินช้าๆဟုတ်လားกินစားသည်ช้าๆနည်းနည်းလေးဖြည်းဖြည်းလေးกินช้าๆกินช้าๆกินช้าๆနောက်တစ်လုံးကဖြည်းဖြည်းလေးရှောက်လမ်းလျှောက်တယ်ဖြည်းဖြည်းလေးရှောက်ဆိုရင်เดินช้าๆဟုတ်လားဒီစကားလုံးလေးတွေတိတယ်အဲ့ဒီဝါဟာရလေးတိတယ်ဆိုရင်10ဝါကျ10အကြောင်း20တော့သူပွားပြီးတော့မှပြောလို့ရတယ်เดินช้าๆเดินช้าๆเดินช้าๆเดินဆိုတာလမ်းလျှောက်ဒီช้าๆဆိုတာဖြည်းဖြည်းလေးလမ်းလျှောက်เดินช้าๆအဲ့ဒါဆိုရင်နောက်တစ်လုံးဖြည်းဖြည်းသွားไปช้าๆဟုတ်ပြီလားဖြည်းဖြည်းလေးသွားပါမလောနဲ့ချော်လဲလိမ့်မယ်အဲ့လိုပုံစံပေါ့နော်ဖြည်းဖြည်းသွားไปช้าๆไปช้าๆไปช้าๆထိုင်းဘာသာစကားဆိုရင်ภาษาไทยဟုတ်လားภาษาဆိုတာကဘာသာထိုင်းဆိုတာထိုင်းပေါ့နော်ထိုင်းဘာသာစကားဆိုရင်ภาษาไทยภาษาไทยภาษาไทยထိုင်းဘာသာစကားပြောတယ်ထိုင်းစကားပြောတာပဲပေါ့အဲ့ဒါဆိုရင်พูดภาษาไทยဟုတ်လားพูดဆိုတာပြောတယ်ဆိုတဲ့စကားလုံးလေးထည့်လိုက်ရုံပါပဲภาษาไทยဆိုတာကထိုင်းဘာသာစကားတကယ်လို့พูดไทยလို့ပြောရင်မှလားမှန်ပါတယ်เนาะพูดไทยလို့ပြောလိုက်ရတယ်พูดภาษาไทยလို့ပြောရင်လည်းပိုပြီးပြည့်စုံတာပေါ့เนาะพูดภาษาไทยพูดภาษาไทยพูดภาษาไทยထိုင်းစာကိုဘယ်လိုလေ့လာတာလဲအဲ့ဒါဆိုရင်ဘယ်လိုပြောမလဲเรียนภาษาไทยยังไงนะคะเรียนသင်ယူဒီภาษาไทยဘာသာထိုင်းဘာသာစကားยังไงဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီအကုန်လုံးကိုပေါင်းလိုက်လို့ရှိရင်ထိုင်းစာကိုထိုင်းစကားကိုဘယ်လိုမျိုးသင်ယူတာလဲလို့အဓိပ္ပာယ်တက်ရောက်သွားတာပေါ့နော်เรียนภาษาไทยยังไงเรียนภาษาไทยยังไงเรียนภาษาไทยยังไงထိုင်းစကားပြောတာကအရေးကြီးတယ်ဘယ်လိုပြောမလဲการพูดภาษาไทยสำคัญนะคะการพูดပြောခြင်းภาษาไทยထိုင်းဘာသာစကားสำคัญအရေးကြီးတယ်အဲ့ဒီဗာလဲဝါဟာရ3ခုကိုဆက်လိုက်လို့ရှိရင်ဝါကြားစာကြောင်းရှည်ကြီးတစ်ခုရသွားတာပေါ့နော်ထိုင်းဘာသာစကားပြောတာအရေးကြီးတယ်ထိုင်းမှာနေတော့ထိုင်းဘာသာစကားပြောတာအရေးကြီးတာပေါ့နော်အဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်การพูดภาษาไทยสำคัญการพูดภาษาไทยสำคัญတို့မဟုတ်การมาထည့်ပဲနဲ့พูดภาษาไทยสำคัญလို့ပြောလဲရပါတယ်เนาะနောက်ဆုံးတစ်လုံးက
တင်ယူမှုကိုဘယ်တော့မှမရက်လိုက်ပါနဲ့အဲ့ဒါဘယ်လိုပြောမလဲอย่าหยุดเรียนလွယ်လွယ်လေးပဲပြောလို့ရတယ်เนาะอย่าဆိုတာနဲ့တားမြစ်ခြင်းပေါ့เนาะหยุดဆိုတာကရက်တန့်တီးเรียนဆိုတာသင်ယူတယ်သင်ယူမှုကိုဘယ်တော့မှမရက်တန့်လိုက်နဲ့ဘယ်တော့မှသင်ယူမှုကိုမရက်လိုက်နဲ့အမြဲတမ်းဆက်ပြီးသင်ယူပါအဲ့လိုပြောတဲ့အတိတ်ပဲပေါ့နော်အဲ့ဒါဆိုရင်ထိုင်းလို့လွယ်လွယ်လေးပဲဗမာလို့ဆိုရင်တော့နည်းနည်းအရှိကြီးဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့ထိုင်းလို့က3လုံးပဲရှိရอย่าหยุดเรียนอย่าหยุดเรียนอย่าหยุดเรียนတို့မဟုတ်อย่าหยุดเรียนรู้รู้ဆိုတဲ့စကားလုံးထည့်လိုက်လို့ရှိရင်သူကဗဟုတုတကိုသင်ယူတဲ့အခါမှာမရက်လိုက်နဲ့အဲ့လိုဖြစ်တာပေါ့နော်တကယ်လို့ real တစ်ခုတည်းပဲပြောမယ်ဆိုရင်ဘာသင်ယူတာလဲစာသင်တာလားကျောင်းစာတင်တာလားအဲ့လိုမျိုးလဲစဝေးစွာဖြစ်နေမယ်ဒါပေမဲ့เรียนรู้ကိုမမှတ်မိဘူးဆိုရင်อย่าหยุดเรียนလို့ပြောလဲအဓိပ္ပာယ်ကမပြောင်းပါဘူးเนาะอย่าหยุดเรียนအဲ့ဒီတော့ထိုင်းစာလီလာနေတဲ့သူအတွက်လည်းထိုင်းစာထိုင်းစကားမြင်မြန်တတ်ပါစေอย่าหยุดเรียนนะคะဘယ်တော့မှသင်ယူမှုကိုမရက်လိုက်ပါနဲ့ထိုင်းစာထိုင်းစကားလေးလာနေတဲ့သူအတွက်လည်းမြန်မြန်တတ်ပါစေဒီ clip လေးကြိုးရှိမယ်ဆိုရင် like and share လေးလုပ်ပေးပါ subscribe လေးလည်းလုပ်ထားပါသင်စီချင်တဲ့အရာလေးတွေကိုထပ်ပြီး comment ပေးခဲ့လို့ရပါတယ်ထိုင်းစာကိုစနစ်တကျနဲ့အတန်ထွက်ပြီးတက်ချင်တဲ့ဆိုရင် online သင်တန်းရှိပါတယ်ဆက်သွယ်ခဲ့လို့ရပါတယ်เนาะဒီနေ့အတွက်စวัสดีค่ะ